ဒီပုံတွေကိုကျွန်တော်ဘယ်လိုရတာလဲအဲ့ဒါတွေအကုန်လုံးကိုကျွန်တော် AI နဲ့ဖန်တီးထားတာပါဒီပုံတွေအကုန်လုံးကိုကျွန်တော် Gemini AI နဲ့လုပ်ထားတာပါ Gemini AI နဲ့မှာဘယ်လိုပုံတွေထုတ်လဲဆိုတာကိုအသေးစိတ်ပြောပြပေးပါမယ်ဒီပုံကိုကျွန်တော် Gemini နဲ့ဖန်တီးတာပါဘယ်လိုဖန်တီးလဲဆိုတော့ကျွန်တော်ရဲ့ဒါမူရင်းအင်ကြီးပုံထည့်လိုက်တယ်ဒါအမဲတစ်ထည်အဖြူတစ်ထည်ထည့်လိုက်တယ်ထည့်ပြီးတော့ကျွန်တော်ဝတ်စီခြင်းနဲ့ model ပုံထည့်လိုက်တယ်ဒီ model မှာကျွန်တော်က copy ဝတ်စုံဝတ်စီခြင်းတာအဲ့တော့ကျွန်တော်ဘယ်လိုရေးလဲဆိုတော့ဒီစုံတွဲ model 2ယောက်ကိုပေးထားတဲ့အင်ကြီးနဲ့ထည့်ဝတ်ပေးပါယောက်ျားလေးကိုအဖြူအောင်ဝတ်ပေးပြီးတော့ main ကလေးကိုအမဲအောင်ဝတ်ပေးပါဆိုပြီးတော့ရေးလိုက်တယ်ဒီမှာဆိုရင်ဒီလိုပုံထွက်လာတယ်အဲ့တော့ထွက်လာတော့ main ကလေးပဲပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြံနေတယ်ယောက်ျားလေးကိုထပ်ပြီးဝတ်ပေးပေါ့အဲ့မှာယောက်ျားလေးကိုဝတ်ပေးလိုက်တယ်အဲ့မှာကျွန်တော်စိတ်တိုင်းမကြနေဘူးအင်ကြီးရဲ့ပုံစံကဒါစိုက်ပွားလက်ကြပေါ့နော်ကျွန်တော်စလုံးပေါင်းမှားတော့စိုက်ပွားလက်ကြဖြစ်ရမယ်ဆိုပြီးကျွန်တော်ထပ်ပြင်လိုက်တဲ့အခါမှာနောက်ဆုံးဒီပုံရတယ်အဆန်ရှယ်ဥမှာတွေးကြိုးဒီဇိုင်းဖြစ်လို့ကြားရောမရောဝတ်လို့ရတဲ့အဆင်ပြေတဲ့အင်ဂျင်မျိုးအင်ဂျင်နဲ့ဒီပုံလေးပဲဇုံတွဲဝတ်တာကိုဖန်တီးဖို့အတွက်လောက်ထားတာဒါပေမဲ့အင်ဂျင်ဒီဇိုင်းကတော့မတူတော့ဘူးကျွန်တော်ဘယ်လိုဖန်တီးလဲဆိုတော့ဒီမှာဒီအင်ဂျင်တစ်ထည့်ထည့်လိုက်တယ်ပြီးတော့နောက်ထပ်ဒီဇိုင်းအင်ဂျင်ထပ်ထည့်လိုက်တယ်ပြီးတော့ကျွန်တော်ဘယ်လို prompt ရေးလဲဆိုတော့ model ဇုံတွဲ2ယောက်ကိုပေးထားတဲ့အင်ဂျင်နဲ့ထည့်ဝတ်ပေးပါယောက်ျားလေးကိုအနီဝတ်ပေးပြီးတော့ main ကလေးကိုအစိမ့်ဝတ်ပေးပါအင်ဂျင်ပုံကအခုပြထားတဲ့အတိုင်းကွက်တီဖြစ်ပြီးတော့အင်ကြီးကစိုက်ပွားလက်ကျပုံစံနဲ့တဘာဝကြကြလေးဖန်တီးပေးပါဆိုပြီးတော့ထုတ်လိုက်တယ်အဲ့ဒီခါမှာကျွန်တော်လုံးဝကျွန်တော်အဆင်ပြေတဲ့ကျွန်တော်ကြိုက်တဲ့အတိုင်းလုံးဝအဆင်ပြေထွက်လာတဲ့ဒီပုံလေးโอเคအဲ့ဒါမှကျွန်တော်ကနောက်ထပ်ဒီဇိုင်းလေးတွေလည်းရှိတဲ့အတွက်ကျွန်တော်နောက်ထပ်ဒီဇိုင်းလေးတွေကျွန်တော်ဒီမှာရှိတဲ့ဒီဇိုင်းပုံအကုန်လုံးကိုထည့်လိုက်တာပေါ့နော်ဒီမှာတခြားတော့ဒီဇိုင်းတွေရှိအပြာတွေနောက်ပြီးရင်ဒီမီဂိုတွေအနီကတော့ခုနအယောင်ပဲပြီးတော့လိမ္မော်အစိမ်းခုနအတိုင်းပြီးတော့ဒီမှာမီဂိုရောင်အဲ့လိုအယောင်6ဒီဇိုင်း6မျိုးရှိတယ်အဲ့ဒီဇိုင်း6မျိုးလုံးကျွန်တော်ဝတ်စီခြင်းတာဖြစ်တဲ့အတွက်နောက်ထပ် prompt ပုံစံထပ်ရေးလိုက်တယ်တငယ်ချင်း6ယောက်ပါအဖွဲတစ်ဖွဲကိုပေးထားတဲ့အင်ကြီး6ထည်ဝတ်ပေးပါတစ်ယောက်ချင်းစီကိုပုံမှာပြထားတဲ့အတိုင်းမတူညီတဲ့ဒီဇိုင်း6မျိုးဝတ်ပေးပါအင်ကြီးပုံကအခုပြထားတဲ့ပုံတွေကအတိုင်း quality ဖြစ်ပြီးတော့အင်ကြီးကစိုက်ပွားလက်ကြပုံစံနဲ့တဘာဝကြကြလေးဖန်တီးပေးပါဆိုပြီးတော့ရေးလိုက်တဲ့အခါမှာဆိုရင်အခုလိုပုံလေးထွက်လာတယ်ဒါမစိုးဘူးပေါ့နော်ကျွန်တော်သဘောကျတယ်ပြီးတော့နောက်ထပ်ကျွန်တော်ကဒါတစ်ယောက်တည်းပုံကိုထပ်ပြီးတော့လိုချင်တဲ့အတွက်ဒီပုံကိုထပ်ပြီးတော့ထည့်လိုက်တယ်ပြီးတော့ဒါလူငယ်တယောက်ကိုပြထားတဲ့အထည်ဝတ်ပေးပါသူ့ရဲ့လက်တစ်ဖက်ကအင်ကြီးကိုကင်ပြပြီးတော့ကြံလက်တစ်ဖက်ကလက်မထောင်နေတဲ့ပုံစံလေးပြုံးပြနေတဲ့အနေအထားလေးကိုပြပေးပါထုံးစံတိုင်းကျွန်တော်အောက်ကစာလေးအပေါ်ကစာအတိုင်းမရေးမယ်အင်ကြီးပုံကပြထားတဲ့ပုံစံတိုင်းကွက်တီဖြစ်ပြီးတော့စိုက်ပွားလက်ကြားတဘာဝကြကြလေးဖြစ်ရမယ်ဆိုတော့ဒါထုတ်လိုက်တာဒီပုံလေးရတယ်အဆင်ပြေတယ်အဲ့တော့မှကိုကထပ်ပြင်ခြင်းနေရဆိုရင်ဒါထပ်ပြင်လို့ရတယ်ဒါမကြိုက်သေးဘူးဆိုရင်ဒါကျွန်တော်ဆိုရင်နည်းနည်းတူလေးလို့ထပ်ပြီးတော့စိုက်ပွားလက်ကြားလေးဖန်တီးပေးပါဆိုပြီးတော့ထပ်ရေးတယ်ဒါအောက်ကိုနည်းနည်းထက်ချခိုင်းတယ်ကျွန်တော်တိတ်ပြီးတော့စိတ်တိုင်းမကြသေးဘူးအဲ့လိုမျိုးထုတ်လိုက်တဲ့ခါမှာအခုလိုပုံစံရတယ်ကိုပေဇုံတွဲတွေအကြိုက်တွေးစီဖို့အဖြူခံကိုမှရှိတ်ကာလာ6ရောင်လူငယ်တွေကြားအကြိုက်များခဲ့တဲ့ Valencia ကောင်မှအငွေ့တစားယာဒီဥဒုဘလောက်ပဲပုတ်ပုအဖြူကိုမှ 100% ချီတာဒီပုံလည်းကျွန်တော်အဲ့ဒီအတိုင်းပဲထုတ်တယ်ဘယ်လိုထုတ်လဲဆိုတော့ဒီမှာလည်းကာလာစုံရှိတယ်အဲ့တော့ကျွန်တော်ကာလာတစ်ခုချင်းစီရဲ့ပုံကျွန်တော်ထည့်လိုက်တယ်အဖြူရောင်ကာလာပြီးရင်အပြာရောင်ကာလာအနီရောင်ကာလာပြီးတော့ဒါကအဝါပေါ့အဝါရောင်ကာလာဒီလိုကာလာတွေကိုကျွန်တော်တစ်ယောက်ကိုတစ်ထည့်စီဝတ်ပေးလိုက်တငယ်ချင်း4ယောက်ပါအဖွဲတစ်ဖွဲကိုပေးထားတဲ့အင်ကြီးဝတ်ပေးပါတစ်ယောက်ချင်းစီကိုပြထားတဲ့ပုံတိုင်းမတူညီတဲ့ဒီဇိုင်းကျွန်တော်စမားသွားတယ်6မျိုးအမှန်4မျိုးပေါ့နော်ပြီးဒီပုံတွေကပြထားတဲ့အတိုင်းကွက်တီဝတ်ပြီးတော့အင်ကြီးကစိုက်ကွက်လက်ကျပုံစံနဲ့တဘာဝကြလေးဖန်တီးပေးပါဆိုပြီးတော့ဒီပုံလေးထွက်လာတယ်ဒါပေမဲ့ကျွန်တော်ဒီဘက်ဘယ်ဘက်တောက်လေးမှာကကောက်မလေးရဲ့လက်မောင်းကအနီရောင်လေးရောနေအဲဒါကြောင့်ကျွန်တော်မကြိုက်တဲ့တော့ထပ်ပြီးတော့ပြင်တယ်တွေးကြိုဒီဇိုင်းအယောင်မားနေတယ်ဘာညာပေါ့အဲ့ဒါနဲ့ကျွန်တော်ထပ်ထွက်လာတယ်ဒါလည်းမရသေးဘူးအဆင်မပြေသေးဘူးဒါမှကျွန်တော်ထပ်စာရေးတာနည်းနည်းပို့လွဲသွားတယ်အဲ့မှာဒီအဝါရောင်လက်စွပ်ကြီးဖြစ်သွားတယ်အဲ့တော့လက်စွပ်ကိုဖျောက်ပြီးပါဘာညာနဲ့နောက်ဆုံးကျွန်တော်ရေးလိုက်တဲ့အခါမှာအကုန်မှန်သွားတယ်နော်ဒါတော့နည်းနည်းလေးလိုနေတယ်โอเคဒါကတော့ perfect ဖြစ်တယ်ပေါ့နော်ဒါနောက်ဆုံးပုံဖြစ်သွားပြီအဆင်ပြေတယ်သူအဆန်ရှယ်ဒါအမဲသီးတဲ့အနက်အောင်သီးတဲ့တတိလုံးအနက်နော်အနက်လိုချင်တဲ့လူတွေအနက်မေးနေတဲ့အဲ့တော့ Gemini AI တုံးဖို့ကကျွန်တော်တို့အင်္ဂလိပ်လိုရေးတတ်မှာမဟုတ်ဘူးမြန်မာလိုရေးတတ်လည်းရပါတယ်မြန်မာလိုမှကျွန်တော်တို့ကတိတိကျကျရေးတတ်တယ်ဆိုရင်တော့ကိုလိုချင်တဲ့ပုံစံအတိုင်းရပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာ Gemini AI ကိုဘယ်လိုအသုံးချလို့ရတယ်လဲဆိုတာကိုထပ်ပြီးတော့ပြောပြပေးပါမယ်